အနာဂတ်ပျောက်တယ်လို့ခံစားရတဲ့အခါဘဝဆိုတာရုန်းကန်ခြင်းမှာပဲဒီအတွက်ကြောင့်ကျွန်တော်တို့တွေရှင်သန်နေသရွေ့တော့ရုန်းကန်နေရအောင်ပါဒီလိုရုန်းကန်နေရတဲ့အခါကျွန်တော်တို့ဘဝမှာအဆင်မပြေတာတွေဖြစ်လာနိုင်တယ်လို့လမ်းပြောက်တာတွေအနာဂတ်ပျောက်တာတွေလည်းရှိလာနိုင်ပါတယ်လမ်းပြောက်တယ်လို့အနာဂတ်ပျောက်တယ်လို့ခံစားနေရတဲ့လူငယ်တွေကိုကျွန်တော်ကပုံမြင်လေးတို့ပြောပြပေးပါမယ်နော်တခါတော့ကကြွက်ကလေးနှစ်ကောင်ရှိတဲ့အဲ့ဒီကြွက်ကလေးတွေဟာအစာရှာထွက်လာရင်တစ်ပင်ကြီးပေါ်မှာရှိတဲ့ငှက်စာကျွေးထားတဲ့အစာအစာတွေကိုတွေ့သွားပါတဲ့ဒီလိုနဲ့ကွက်တီပဲဆိုပြီးကြွက်ကလေးနှစ်ကောင်ဟာတစ်ပင်ပေါ်ကိုတက်လာရင်မထင်မှတ်ပဲတစ်ပင်ရဲ့ဘေးမှာရှိတဲ့တွင်ဟောင်းကြီးတွေကိုပြုတ်ကျသွားတဲ့တွင်ထဲမှာမွေဥတွေရှိနေတာမို့တွင်ဟောင်းကြီးဟာမွေတွေကျက်စားရနေရဖြစ်တဲ့အကြောင်းကြွက်ကလေးနှစ်ကောင်ကသိသွားတဲ့ဒီအခါပထမကြွက်ကလေးကမကြခင်မွေတွေရောက်လာပြီးငါတို့နှစ်ကောင်ကိုတတ်စားကြတော့မယ်ငါတို့ဘဝတွေတော့သွားပါပြီတွင်းကြီးကလည်းအနက်ကြီးမို့အပေါ်ရောက်ဖို့ကြိုးစားလဲအလကားပင်မရုံပဲရှိတယ်ဆိုပြီးစတင်အော်ဟစ်ငိုကြွေးနေပါတော့တဲ့ဒုတိယကြွက်ကလေးကတော့တစ်တစ်ကလေးနေပြီးဒီလိုခက်ခဲတဲ့အခြေအနေကိုဘယ်လိုကျော်လွှားရမလဲဆိုတာမျက်စိရှင်းရှင်းထားပြီးပတ်ဝန်းကျင်ကိုအကဲခတ်နေတဲ့တကယ်တော့သူလည်းငွေတွေရဲ့ရန်ကိုကြောက်နေခဲ့ပေမဲ့ဒီအခြေအနေကိုအော်ဟစ်ငိုကြွေးနေခြင်းနဲ့ဖြေရှင်းလို့မရကြောင်းဒုတိယကြွက်ကလေးကကောင်းကောင်းသိနေတာမို့တွင်ကြီးတွေကလွတ်မြောက်နိုင်မဲ့နည်းလမ်းကိုသူရှာနေခဲ့တာလည်းဖြစ်ပါတယ်ဒီလိုနဲ့မျက်စိရှင်းရှင်းလေးထားလွတ်မြောက်နိုင်မဲ့နည်းလမ်းကိုခတ်သွက်သွက်လေးရှာဖွေရင်းမကြခင်မှာပဲတွင်ဟောင်းကြီးရဲ့ခက်မြင့်မြင့်နေရမှာတစ်ပင်အမြင့်တချို့ကိုထိုးထွက်နေပြီးရှောဆင်းနေတာကိုတွေ့လိုက်ရတဲ့သို့ပေမဲ့တစ်မြစ်တွေကကြောက်ကလေးလှမ်းမိနိုင်တဲ့အနေအထားမှာမဟုတ်တာမို့အပေါ်ကိုလှမ်းခုန်တက်ဖို့ခက်ခဲတဲ့ဒီလိုနဲ့ခက်ခဲနေတဲ့ကြားတွေကပဲကြောက်ကလေးကမရအောင်လှမ်းခုန်တက်နေပါတဲ့ကြောက်ကလေးလှမ်းခုန်တက်လိုက်ပြန်ပြုတ်ကျလိုက်ပြန်ပြုတ်ကျလိုက်လှမ်းခုန်တက်လိုက်နဲ့ဒုတိယကြောက်ကလေးကအကြိမ်ကြိမ်ကြိုးစားနေပါတဲ့ဒီလိုနဲ့ပထမကြောက်ကလေးကဟေးကောင်မမီနိုင်မှန်းသိရက်နဲ့ဘာလို့အပေါ်ခုန်တက်နေတာလဲမွေကြိုက်ပြီးမသေးပဲပြုတ်ကျလို့တင်နေဦးမယ်စိတ်ညစ်ရတဲ့ကြားတယ်မင်းအတွက်စိတ်ပူပေးရတာကတမျိုးဆိုပြီးအော်ဟစ်ညီးတွားပါတဲ့သို့ပေမဲ့ဒုတိယမြောက်ကြောက်ကလေးကဘာကိုမှအာရုံမစိုက်ပဲတစ်မြစ်ပေါ်ကိုတွဲတက်ဖို့နဲ့တစ်မြစ်ပေါ်ကတဆင့်တွင်ဟောင်းကြီးရဲ့အပေါ်ကိုရောက်ဖို့ကိုသာအာရုံစိုက်နေပါတယ်ပထမကြောက်ကလေးကအော်ဟစ်ငိုကြွေးလိုက်မောရင်နားလိုက်ဒုတိယကြောက်ကလေးကအပေါ်ကိုခုန်တက်လိုက်ပြုတ်ကျလိုက်ပြန်ခုန်တက်လိုက်နဲ့ဖြစ်နေခဲ့ကြပြီးဒီလိုနဲ့တဖြည်းဖြည်းနေဝင်စားပြူလာကအမှောင်ရိပ်တန်းလာခဲ့ပါတယ်အမှောင်ရိပ်ကတန်းလာလေပထမကြောက်ကလေးကပိုပြီးအော်ဟစ်ငိုကြွေးညီးတွားလေဒုတိယကြောက်ကလေးကတစ်မြစ်တွေစီကိုရောက်ဖို့ပိုပြီးကြိုးစားလေပါပဲဒုတိယကြောက်ကလေးကမကြာခဏပြုတ်ကျတဲ့ဒဏ်တွေကြောင့်ကိုယ်ပေါ်မှာဒဏ်ရာတွေဖြစ်နေခဲ့ပေမဲ့တနာစရာကြောက်ကလေးကဒီဒဏ်ရာတွေကိုလုံးဝမမှုပဲအဆက်မပြတ်ကြိုးစားနေခဲ့ပါတယ်ကြောက်ကလေးဘလောက်ပဲကြိုးစားတစ်မြစ်ကြီးစီကိုမရောက်ခဲ့တာမို့ကြောက်ကလေးကစိတ်သက်ကျလာခဲ့ပါတယ်ဒီလိုနဲ့ဒုတိယကြောက်ကလေးလည်းလက်လျှော့လိုက်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်ဒါပေမဲ့ကြောက်ကလေးရဲ့ခေါင်းထဲကိုအတွေးတစ်ခုရုတ်တရက်ရောက်လာခဲ့ပါတယ်အဲ့ဒီအတွေးကဘာလဲဆိုတော့ငါ့မှာမိသားစုရှိသေးတယ်ဒီချိန်ဆိုရင်ငါ့ကိုငါ့မိသားစုတွေမျှော်နေလောက်ကြပြီဆိုတဲ့အတွေးပါဒီအတွေးကြောင့်ပဲကြောက်ကလေးဟာတစ်နှစ်ကြီးစီကိုရောက်ဖို့ပိုပြီးအားထည့်ပြီးစူးစမ်းပါတော့တယ်ပထမတစ်ခေါက်ကြောက်ကလေးပြုတ်ကျသွားပါတယ်ဒုတိယတစ်ကြိမ်ထပ်စူးစမ်းတဲ့အခါမှာလည်းကြောက်ကလေးကမအောင်မြင်ခဲ့ပါဘူးမိသားစုကိုလွမ်းတဲ့စိတ်နဲ့တတိယမြောက်အကြိမ်ထပ်စူးစမ်းလိုက်တဲ့အခါမှာတော့မထင်မှတ်ပဲတစ်မြစ်ကြီးစီကိုလှမ်းမိသွားခဲ့ပါတယ်ဒီတစ်မြစ်တစ်နွယ်တွေကနေတွေ့တဲ့ရင်ဒုတိယကြောက်ကလေးကတွင်ဟောင်းကြီးရဲ့အပေါ်ကိုရောက်ရှိသွားခဲ့ပါတော့တယ်ဒုတိယကြောက်ကလေးဟာပထမကြောက်ကလေးကိုပြန်ကူညီဖို့ကြိုးစားမယ်အလုံးမှာမွေကြီးကသူ့ဥရိရှိရာစီကိုပြန်လာတာကိုမြင်လိုက်ရတော့ရင်နာနာနဲ့ပထမကြောက်ကလေးကိုထားခဲ့လိုက်ရတဲ့ဒီလိုနဲ့ပထမကြောက်ကလေးကမွေကြီးရဲ့တက်ဖြတ်ကိုက်စားခြင်းကိုခံလိုက်ရပြီးသေဆုံးသွားပါတော့တယ်ပုံမြင်လေးကတော့ဒါပါပဲကျွန်တော်တို့တွေပုံမြင်လေးကိုပြန်သုံးသပ်ကြည့်ရအောင်ပထမကြောက်ကလေးကအခက်အခဲပြဿနာတွေကိုရင်ဆိုင်ရတဲ့အချိန်မှာအဲ့ဒီပြဿနာတွေကိုနည်းနည်းလေးတောင်ဖြေရှင်းမကြည့်ပဲစိတ်တကြအရှုံးပေးနေခဲ့ပါတယ်နောက်ပြီးဘလို့ပဲစူးစမ်းသေဆုံးရမှာပါပဲလေဆိုတဲ့အတွေ့နဲ့အရင်ဆုံးစပြီးတွေးတောခဲ့တာကြောင့်
ကြွက်ကလေးတွေးတော့သလိုပဲတကယ်သေဆုံးသွားခဲ့ရပါတယ်ဒုတိယကြွက်ကလေးကတော့ပြဿနာတစ်ခုကိုကြုံတွေ့ရတဲ့အခါငါဒီပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုတာအရင်ဆုံးတွေးတော့ပါတယ်ရှိသမျှခွန်အားနဲ့တက်ဆွမ်းသမျှစူးစမ်းပါတယ်စူးစမ်းရင်စူးစမ်းသလောက်အောင်မြင်မှုမရခဲ့ပေမဲ့လည်းလုံးဝလက်မလျှော့ခဲ့ပါဘူးဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်သူလှုပ်ရှားရှိတာကိုဆက်လုပ်နေခဲ့ပါတယ်စူးစမ်းစရာရှိတာစူးစမ်းနေခဲ့ပါတယ်ဒီအတွက်ကြောင့်ပဲသူဟာတေဘေးမှကင်းလွတ်ပြီးချစ်ရတဲ့မိသားစုတွေစီကိုပြန်လည်ရောက်ရှိသွားခဲ့တာပါအခုလူငယ်တွေကိုပြောချင်တာကစူးစမ်းရင်စူးစမ်းသလောက်ပြန်မရတဲ့အခါစိတ်သက်ကြမသွားပဲလှုပ်ရှားရှိတာကိုသာဆက်လုပ်ပါစူးစမ်းစရာရှိတာကိုဆက်ပြီးစူးစမ်းပါပြဿနာအကြောင်းတွေအများကြီးမတွေးပါနဲ့အနာဂတ်အကြောင်းတွေကိုလည်းကြိုပြီးတွေးမပူနေပါနဲ့နိုင်ငံခြားသွားခြင်းတဲ့အခါကျန်တာတွေကိုအများကြီးမတွေးပါနဲ့သင်စရာရှိတဲ့ဘာသာစကားကိုဆက်သင်ပါလှုပ်တဲ့နဲ့ထင်းတဲ့ဟာကိုဆက်လုပ်ပါချမ်းသာတဲ့သူဖြစ်ခြင်းတဲ့အခါဖြည့်တဲ့ skill တွေကိုအရင်ဖြည့်ပါတမန်အာဇီဝအလုံးမှန်သမျှပင်ပန်းပင်မဲ့လည်းအကုန်လုပ်ပါလူငယ်တွေအနေနဲ့အနာဂတ်ပြောက်တယ်လို့ခံစားရတယ်ဆိုတာပြဿနာတွေအကြောင်းကိုအများကြီးတွေးတောနေကြလို့ပါလှုပ်ရှားရှိတာတွေကိုမလုပ်သေးလို့ပါစူးစမ်းစရာရှိတာကိုအားသွန်ခွန်စိုက်မစူးစမ်းကြသေးလို့ပါစူးစမ်းရင်ပင်ပန်းလာတဲ့အခါမိသားစုကိုပြေးမြင်ပါသင်ချမ်းသာရင်သင်ရဲ့မိဘကိုကောင်းမွန်စွာထားနိုင်မယ်သင်အောင်မြင်လာရင်တော့သင်အတွက်သင်မိသားစုတွေဂုဏ်ရှိမယ်သင်တငယ်ချင်းတွေဂုဏ်ရှိပါလိမ့်မယ်အားလုံးပဲမိသားစုအတွက်အများကြီးစူးစမ်းနိုင်ကြပါစေပြဿနာတွေနဲ့ကြုံတွေ့ရတဲ့အခါဒုတိယကြော့ကလေးလိုအားမလျှော့လိုက်ပဲပန်းတိုင်ကိုအာယုံဆိုင်နိုင်ပါစေဆုံးဖြတ်ချက်ချခြင်းဆုံးဖြတ်ချက်ကိုပိုင်ပိုင်နိုင်နိုင်ချတတ်ဖို့ဆိုတာလူငယ်တိုင်းမှာရှိတဲ့အရေးအချင်းတွေကတစ်ခုပါပဲထက်မြက်ပြီးလူတိုင်းအားကြရတဲ့လူတစ်ယောက်ဖြစ်ဖို့အတွက်ဆိုရင်တော့ဆုံးဖြတ်ချက်ကိုတိကျသေးချစွာပြက်ပြက်သားသားချတတ်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်တွေကမပြတ်သားခဲ့ဘူးဆိုရင်ကျွန်တော်တို့ဘဝမှာနစ်နာစရာတွေအများကြီးရှိသွားနိုင်ပါတယ်လောကကြီးမှာဆုံးဖြတ်ချက်အမျိုးအစားနှစ်ခုရှိပါတယ်အဲ့ဒါကတော့နံပါတ်1ပေါ်ပါတဲ့ဆုံးဖြတ်ချက်နဲ့နံပါတ်2နဲ့ကတော့ကြီးလေးတဲ့ဆုံးဖြတ်ချက်တွေပါနံပါတ်1ပေါ်ပါတဲ့ဆုံးဖြတ်ချက်ပေါ်ပါတဲ့ဆုံးဖြတ်ချက်ဆိုတာဒီနေ့ဘာဟင်းချက်မယ်ဒီနေ့ဘာဝယ်စားဝယ်မယ်ဒီနေ့ကတော့ဘယ်ကိုသွားမယ်ဒီနေ့ဘလို့အဝတ်ထည်မျိုးစားတွေကိုအရင်ဆုံးရှော်မယ်စတဲ့နှိမ့်သက်သူကလှုပ်ဆောင်နေရတဲ့အလုပ်တွေအပေါ်မှာချတဲ့ဆုံးဖြတ်ချက်တွေကိုပေါ်ပါတဲ့ဆုံးဖြတ်ချက်တွေလို့ခေါ်လို့ရပါတယ်ကြီးလေးတဲ့ဆုံးဖြတ်ချက်ကြီးလေးတဲ့ဆုံးဖြတ်ချက်ဆိုတာဘဝအတွက်အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုဆိုလိုတာပါဥပမာအနေနဲ့ပြောရမယ်ဆိုရင်ငါဒီလုပ်ကိုဆက်လုပ်တင်လားထွက်လိုက်တင်လားအလုပ်ကထွက်လိုက်ရင်ရောဘယ်လိုရလဒ်တွေရလာမလဲကောင်းလာမှာလားဆိုးလာမှာလားအလုပ်ကိုဆက်လုပ်နေရောဘယ်လိုရလဒ်တွေရလာမလဲငါဒီကိုပိုင်အလုပ်ကိုစတင်တင်သလားဘာကြောင့်စတင်တင်တာလဲဘာကြောင့်မစတင်တင်သေးတာလဲငါဒီစာတပုတ်ကိုကြက်လိုက်တင်လားမကြက်လို့ရောရလားကြက်ရင်ရောဘာတွေဖြစ်လာမလဲမကြက်ဘူးဆိုရင်ရောဘာဖြစ်သွားမှာလဲကောင်လေးတွေခေါ်တဲ့နောက်ကိုငါလိုက်သွားတင်လားမလိုက်သွားတင်ဘူးလားလိုက်သွားရင်ရောဒါမှမဟုတ်မလိုက်သွားရင်ရောစတဲ့ဆုံးဖြတ်ချက်တွေကိုကြီးလေးတဲ့ဆုံးဖြတ်ချက်တွေလို့ခေါ်ပါတယ်တခါတလေမှာကျွန်တော်တို့တွေဟာဆုံးဖြတ်ချက်တွေကအရေးမကြီးဘူးလို့ထင်တတ်ကြပါတယ်တကယ်တော့ဆုံးဖြတ်ချက်တွေကကျွန်တော်တို့ဘဝအတွက်အလွန်အလွန်ကိုအရေးပါပါတယ်ဒါကြောင့်ဆုံးဖြတ်ချက်မချတတ်တဲ့သူလေးတွေကိုမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေဘယ်လိုချရမလဲဆိုတာနည်းလမ်းလေးတွေနဲ့မျှဝေပေးသွားပါမယ်နံပါတ်1စိတ်ခံစားမှုလွန်ကဲနေချိန်မှာဆုံးဖြတ်ချက်တွေမချပါနဲ့စိတ်ဆိုးနေချိန်မှာစကားအများကြီးမပြောမိပါစေနဲ့ဆုံးဖြတ်ချက်အများကြီးမချမိပါစေနဲ့ဆိုတဲ့စကားကိုစာဖတ်သူတော်တော်များများကြားဘူးကြမှာပါတကယ်တော့ဘာကြောင့်စိတ်ဆိုးနေချိန်မှာစကားတွေအများကြီးမပြောခိုင်းတာလဲဆုံးဖြတ်ချက်တွေအများကြီးမချခိုင်းတာလဲဆိုတော့အမားတွေအများကြီးပါသွားတတ်လို့ပါစိတ်ခံစားမှုလွန်ကဲနေချိန်မှာချတဲ့ဆုံးဖြတ်ချက်တွေကအမားတွေပါတတ်တယ်ဆိုတာကိုမှတ်သားထားပါနံပါတ်2မေးခွန်းတွေအများကြီးမေးပြီးမှဆုံးဖြတ်ချက်ချပါအရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်တော့မယ်ဆိုရင်အရင်ဆုံးကိုမေးခွန်းတွေအများကြီးမေးဖို့လိုအပ်ပါတယ်ဒီလိုမျိုးကိုမေးခွန်းတွေမေးရကနေဘာကြောင့်ဒီဆုံးဖြတ်ချက်ကိုချတင်တယ်လဲဆိုတဲ့အဖြေတွေထွက်လာပါလိမ့်မယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်အခုလက်ရှိအလုပ်ကနေထွက်ဖို့ဆုံးဖြတ်ချက်ချရမယ်ဆိုပါစို့ပထမဆုံးအနေနဲ့
ငါဒီအလုပ်ကဘာကြောင့်ထွက်တင်တာလဲမပျော်တော့လို့ပညာမရလို့ထောက်စစ်ဖြစ်လို့ဒီအလုပ်ကထွက်လိုက်ရင်ဘာဖြစ်မလဲအလုပ်ကထွက်လိုက်မှတခြားပညာရတဲ့ပျော်စရာကောင်းတဲ့နေရာတွေစီကိုတွားလို့ရမယ်အလုပ်ကထွက်လိုက်ရင်စုပ်ယုပ်ဖို့ထက်တိုးတက်ဖို့ပိုများနိုင်တယ်ဒါမှမဟုတ်နောက်အလုပ်မရှိသေးတာမို့ဒီအလုပ်ကထွက်လိုက်ရင်ဝင်ငွေလမ်းကြောင်းပိတ်သွားနိုင်တယ်အလုပ်ကထွက်လိုက်ရင်တိုးတက်ဖို့ထက်စုပ်ယုပ်စရာတွေဖြစ်လာနိုင်တယ်ဒီလိုမျိုးမေးခွန်းမျိုးတွေမေးရကနေပြီးတော့မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေရှိလာလိမ့်မယ်ဒီအဖြေကနေဆက်ပြီးဘာဆက်လုပ်တင်တယ်လဲဆိုတဲ့ဆုံးဖြတ်ချက်အမှန်ကိုချနိုင်လာပါလိမ့်မယ်နံပါတ်3သတင်းအချက်အလက်ကိုသိအောင်စူးစမ်းပြီးမှဆုံးဖြတ်ချက်ချပါဆုံးဖြတ်ချက်တစ်ခုကိုချမှတ်တော့မယ်ဆိုရင်အရင်ဆုံးသတင်းအချက်အလက်အပြည့်စုံကိုသိအောင်လုပ်ဖို့လိုအပ်ပါတယ်ဒါမှသာမှန်ကန်တဲ့နောင်တမရတဲ့ဆုံးဖြတ်ချက်ကိုချမှတ်နိုင်မှာပါဥပမာအနေနဲ့ပြောရမယ်ဆိုရင်ကိုယ်မှာရှိနေတဲ့ရွှေတွေကိုဘယ်ဆိုင်မှာရောင်းသင့်မရောင်းသင့်ဆုံးဖြတ်ချက်ချရမယ်ဆိုကြပါစို့အရင်ဆုံးသတင်းအချက်အလက်အနေနဲ့ဘယ်ဆိုင်ကတော့အပြင်ရွှေကိုပေါက်ဈေးအမြင့်ဆုံးနဲ့ပေးဝယ်တယ်ဆိုတာကိုသိအောင်လုပ်ဖို့လိုအပ်ပါတယ်ဒီလိုသိရှိတော့မှသာဘယ်ဆိုင်မှာရောင်းသင့်တယ်လဲဆိုတာကိုဆုံးဖြတ်ချက်ချနိုင်မှာဖြစ်ပါတယ်ဒါအပြင်နောက်ထပ်ဥပမာအနေနဲ့ပြောပြရအောင်မယ်ဆိုရင်ကိုကဖုန်းဝယ်ဖို့ဖုန်းဆိုင်ကိုသွားခဲ့တယ်ဝန်ထမ်းပြထားတဲ့ဖုန်းသုံးလုံးထဲကနှလုံးကိုကြိုက်တယ်အဲ့ဒီနှလုံးထဲကဘယ်တစ်လုံးကိုရွေးရမလဲဆိုတဲ့ဆုံးဖြတ်ချက်ချရမယ်လို့ပါဆိုအရင်ဆုံးသတင်းအချက်အလက်အနေနဲ့အဲ့ဒီဖုန်းနှလုံးမှာဘယ်တစ်လုံးကတော့ကိုယ့်အကြိုက်နဲ့အကိုက်ညီဆုံးလဲဘယ်ဖုန်းကကြာသုံးရင်ပိုပူတယ်လဲဘယ်ဖုန်းကတော့ကင်မရာပိုကောင်းတယ်လဲဘယ်ဖုန်းကိုကာရတာပိုပြီးတော့ smart ကြတယ်လဲဘယ်ဖုန်းကအားသွင်းချိန်ပိုမြန်တယ်လဲစတဲ့သတင်းအချက်အလက်တွေကိုသိရှိအောင်အရင်စူးစမ်းဖို့လိုအပ်ပါတယ်ဒီလိုသိတော့မှသာကိုယ်နဲ့အကိုက်ညီဆုံးဖြစ်မဲ့ဖုန်းကိုရွေးချယ်ပြီးဆုံးဖြတ်ချက်ချနိုင်မှာဖြစ်ပါတယ်အခုကျွန်တော်ပြောပြပေးသွားမယ်ဆုံးဖြတ်ချက်ချနည်း၃နည်းကိုသာသိချသိပြီးလိုက်ပါလှုပ်ဆောင်မယ်ဆိုရင်နောင်တမရတဲ့ဆုံးဖြတ်ချက်မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်နိုင်မယ်လို့ယုံကြည်ပါတယ်ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်တွေကကျွန်တော်တို့ဘဝအတွက်အလွန်စွာအရေးကြီးတာမို့ဆုံးဖြတ်ချက်တွေကိုလွယ်ကူမချလိုက်ပါနဲ့လို့တိုက်တွန်းပါရစေနောက်9နှစ်ကြာတဲ့အခါသင်အသက်တွေတဖြည်းဖြည်းကြီးလာပြီဆိုတာကိုသတိထားမိပါသလားသင်ဟာသင်ဘဝတစ်ခုရဲ့အတွက်မဟုတ်ဘဲသင်ရဲ့မိဘသင်ရဲ့ညီကိုမောင်နှမသင်ရဲ့ချစ်သူသင်ခင်မိုးသင်ဇနီးစတဲ့တခြားသူတွေရဲ့ဘဝတွေကိုတာဝန်ယူဖို့အရွယ်တစ်ခုကိုရောက်လာပြီဆိုတာကိုသတိထားမိပါသလားဒီတော့သင်မပြင်းမရည်ပဲစူးစမ်းမှရတော့မှာပါကလေးတယောက်လိုမျိုးပြုတ်မှုနေလို့မရတော့ပါဘူးအနာဂတ်အတွက်ရည်မှန်းချက်တွေပန်းနိုင်တွေအိမ်မက်တွေကရှိတင်နေပါပြီကိုအခြေခံအောင်စတင်ပြိုးထောင်သင့်နေပါပြီနောက်9နှစ်ကြာရင်ဆိုတဲ့အတွေ့မျိုးသင်တွေးဖို့ပါသလားမတွေးမိသေးဘူးဆိုရင်ဒီနေ့ကစပြီးနောက်9နှစ်ကြာရင်ငါဘာဖြစ်ရမယ်ဘယ်လိုအနေအထားမျိုးရောက်နေရမယ်စသဖြင့်9နှစ်တာရည်မှန်းချက်တွေချပြီးစတင်လှုပ်ဆောင်ပါတော့နော်ဒီစာလေးကိုဖတ်နေတဲ့အချိန်ကစပြီးနောက်9နှစ်ကြာသွားတဲ့အခါနံပါတ်1မိဘတွေကိုဒီထက်ပိုကောင်းတဲ့နေရာမှာထားနိုင်အောင်ကြိုးစားပါနံပါတ်2ကိုယ်ပိုင်ဝင်ငွေနဲ့ကိုလိုလေသေးမရှိထားနိုင်အောင်ကြိုးစားပါနံပါတ်3လက်ရှိထက်ပိုပြီးမြင့်တဲ့နေရာကိုရောက်အောင်ကြိုးစားပါနံပါတ်4လူတွေအများကြီးကိုလှူနိုင်တန်းနိုင်အောင်ကြိုးစားပါနံပါတ်5ဘဝအတွက်အလိုချင်ဆုံးအရာတစ်ခုကိုလုံးဝပိုင်ဆိုင်နိုင်အောင်ကြိုးစားပါနံပါတ်6ဒီထက်စိတ်ထားကောင်းပြီးရင့်ကျက်တဲ့သူဖြစ်အောင်ကြိုးစားပါနံပါတ်9ဒီထက်ပိုလှအောင်ကြိုးစားပါနံပါတ်10တယောက်တည်းလဲပျော်ပျော်နေတတ်တဲ့သူဖြစ်အောင်ကြိုးစားပါနံပါတ်9သင်ထင်သလောက်လူတွေကသင်ကိုမချစ်ဘူးဆိုတာကိုလက်ခံနိုင်ဖို့ကြိုးစားပါစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးထိခိုက်ရှာနာဖြစ်လာတဲ့အခါသိငယ်တယ်ဆိုတာဟာစိတ်အလိုမကျတာမပြီးပြည့်စုံတယ်လို့ခံစားရတာအမြဲလိုစိတ်ဆင်းရဲနေတာကိုဘဝကိုအာမရဖြစ်နေတာကိုတခုခုချိုယွင်းနေတယ်ဆိုတဲ့အတွေ့အကြုံနဲ့လူတော်မတိုးရဲဖြစ်နေတာကိုအသုံးမကျဘူးဆိုပြီးတော့တွေးထင်နေတာစတဲ့ခံစားမှုအတွေ့တွေကသိငယ်စိတ်တွေရဲ့လက္ခဏာတွေပဲဖြစ်ပါတယ်
အခုလိုတင်ငယ်စိတ်တွေဟာဘလို့အခြေအနေတွေကနေစတင်ဖြစ်ပေါ်လာသလဲဆိုတာကိုကျွန်တော်လေ့လာမိသလောက်ရေဘူးရအားဖြင့်ပြောပြပါရစေ။တင်ငယ်စိတ်ရဲ့လက္ခဏာများနံပါတ်1မိဘတွေရဲ့လွန်ကဲတဲ့အပြုအမူတွေကြောင့်တင်ငယ်စိတ်ဖြစ်ခြင်းသားသမီးတွေကိုဖြစ်ထွန်းစေခြင်းတဲ့စိတ်အောင်မြင်စေခြင်းတဲ့စိတ်ပြည့်မြောက်စေခြင်းတဲ့စိတ်တွေနဲ့သားသမီးကိုအတင်းဖိအားပေးမိတာတွေလူတော်ဖြစ်စေခြင်းတဲ့စိတ်နဲ့စီကံတင်းကျပ်မိတာတွေစိုးရိမ်လွန်တဲ့စိတ်နဲ့အလွန်အကျွံဂရုစိုက်ထိန်းချုပ်မိတာတွေသားသမီးခံစားချက်တွေကိုနားလည်မပေးဘဲကိုယ်ခံစားချက်ကိုရှေ့တန်းတင်မိတာတွေကိုသားသမီးကိုတခြားသူရဲ့သားသမီးတွေနဲ့မကြာခဏနှိုင်းယှဉ်အပြစ်ပြောမိတာတွေသားသမီးရဲ့အမားတွေကိုမျက်စိတောက်တောက်လိုက်ရှာတတ်တဲ့မိဘတွေရဲ့အပြုအမူတွေကလူမန်းတိတက်စားကလေးတွေကိုတိမ်ငယ်စိတ်စတင်ဖြစ်ပေါ်လာစေပြီးအသက်ကြီးတဲ့အထိတိမ်ငယ်တတ်သူတူဖြစ်သွားစေနိုင်ပါတယ်။နံပါတ်2ကိုဘဝကိုအားမရခြင်းကြောင့်တိမ်ငယ်စိတ်ဖြစ်ခြင်းစူးစမ်းတဲ့လောက်စူးစမ်းပါရဲ့နဲ့မျှော်လင့်ထားတဲ့သူစီကအတိမတ်ပြုခြင်းမခံရတာသူတစ်ပါးရဲ့အောင်မြင်မှုကိုကိုဖြစ်တည်မှုနဲ့နှိုင်းယှဉ်ပြီးကိုဘဝကိုအားမရတာကိုလှုပ်တလောက်ဖြစ်မလာတာကိုစူးစမ်းတလောက်ပြန်မရတာတွေကတိမ်ငယ်စိတ်ကိုစတင်ဖြစ်ပေါ်လာစေတဲ့အကြောင်းရင်းတွေကတစ်ချက်ပဲဖြစ်ပါတယ်နံပါတ်3ခွဲခြားဆက်ဆံခံရခြင်းကြောင့်တိမ်ငယ်စိတ်ဖြစ်ရခြင်းလိင်စိတ်တင်းညှို့မှုကြောင့်ဘာသာရေးကြောင့်လူမျိုးကြောင့်အသားအရည်ကြောင့်ပစ္စည်းဥစ္စာမကြွယ်ဝမှုကြောင့်ဖယ်ခြင်းခံရတာတွေများလာတဲ့အခါခွဲခြားဆက်ဆံခံရတာတွေများလာတဲ့အခါနှိမ့်ချပြောဆိုဆက်ဆံခံရတာတွေများလာတဲ့အခါမှာတိမ်ငယ်စိတ်တွေဖြစ်ပေါ်လာနိုင်ပါတယ်အမြင်သာဆုံးဥပမာပေးရမယ်ဆိုရင်တော့ရုပ်ရည်အသင်တင်ရှိမှအလုပ်ပေးမယ်ဆိုတာမျိုးနံပါတ်4ရုပ်ပိုင်းဆိုင်ရာအားနည်းချက်တွေကြောင့်တိမ်ငယ်စိတ်ဖြစ်ရခြင်းရုပ်ရည်အသားအရောင်မျက်နှာအနေထားခန္ဓာကိုယ်ချိုးစားစတဲ့ရုပ်ပိုင်းဆိုင်ရာဖြစ်တည်မှုတွေကိုအလိုမကျတာရွှန်ရှာမုန်းတီးတာကိုသူများနဲ့နှိုင်းယှဉ်လွန်တာအကောင်းမမြင်တာတွေကလည်းတိမ်ငယ်စိတ်ဖြစ်ပေါ်ရခြင်းရဲ့အကြောင်းပဲဖြစ်ပါတယ်နံပါတ်5 trauma များကြောင့်တိမ်ငယ်စိတ်ဖြစ်ရခြင်းငယ်စဉ်ကလေးဘဝမှာနှုတ်အားဖြင့်ဖြစ်စေအပြုတ်မှုအားဖြင့်ဖြစ်စေစိတ်ဒဏ်ရာအပေးခံရတာမရင်းပြုခြင်းခံရတာယုံကြည်မှုကိုအလွဲသုံးစားလုပ်ခံရတာမိဘဆွေမျိုးသားချင်းတွေရဲ့ညှဉ်းပန်းနှိပ်စက်မှုကိုခံရတာမြစ်တာငတ်မှုခဲ့တာစတဲ့ childhood ဘဝမှာ trauma များခဲ့ရတဲ့သူတွေဟာပြင်းထန်တဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရလာပြီးနောက်ဆုံးမှာတော့အရာရာမှာတိမ်ငယ်တတ်တဲ့လူသားတစ်ယောက်အဖြစ်ရပ်တည်ရှင်သန်လာခဲ့ရပါတယ်။တိမ်ငယ်စိတ်ကြောင့်လူတွေကအမြဲအထီးကျန်တယ်လို့ခံစားရတယ်။တခုခုဆိုနာကျင်နေဖို့ပဲသိကြတယ်။ကိုပျောက်ဆုံးတယ်လို့ခံစားကြရတယ်။အရာရာဟာတခုခုဆိုနာကျင်နေဖို့ပဲသိကြတယ်။ကိုပျောက်ဆုံးတယ်လို့ခံစားရတယ်။အရာရာဟာအတိတ်ပဲမဲ့နေတယ်လို့တွေးထင်နေတတ်ကြပါတယ်။တိမ်ငယ်စိတ်အားကြီးလာပြီဆိုရင်ကိုအဆုံးစီရင်နိုင်တဲ့အခြေအနေထိဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့စိတ်ကလေးကိုအမြဲဂရုစိုက်ရမယ်နော်။တိမ်ငယ်စိတ်ဝင်မလာအောင်လို့လည်းကျွန်တော်ကနည်းလမ်းလေးတွေထပ်မံမျှဝေပေးလိုက်ချင်ပါတယ်။တိမ်ငယ်စိတ်ကိုကုသနိုင်မယ့်နည်းလမ်းများနံပါတ်1 positive affirmation များရွတ်ခြင်းနဲ့လိုက်ပါလှုပ်ဆောင်ခြင်း affirmation ဆိုတာကကိုပြောတဲ့ကောင်းမွန်သောစကားလုံးများလို့အဓိပ္ပာယ်ရပါတယ်စိတ်ကလေးငြိမ်းချမ်းနေစေဖို့စိတ်အခြေအနေငြိမ်သက်တည်ကြည်နေစေဖို့နဲ့တိမ်ငယ်စိတ်တွေကိုပြေပြောက်သွားစေဖို့အတွက် affirmation တွေကိုရွတ်ဆိုနိုင်ပါတယ်တကယ်လို့တဲ့အနေနဲ့စိတ်ညစ်စရာတွေရှိလာခဲ့ပြီးတိမ်ငယ်စိတ်တွေဝင်လာပြီဆိုရင်ကိုယ်စိတ်ကိုအေးချမ်းသွားစေမဲ့affirmation စကားအစုအဝေးလေးတွေကိုရွတ်ဆိုနိုင်ပါတယ်။ဥပမာငါဟာသူများထက်ပိုပြီးကြိုးစားနိုင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ငါဟာဘဝကိုအေးချမ်းပျော်ရွှင်စွာဖြတ်သန်းတတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ငါဟာငါရဲ့ဖြစ်တည်မှုကိုလက်ခံနိုင်စွမ်းရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ငါဟာငါကိုအစိတ်တောက်ဖြစ်စေမဲ့အရာတွေကနေရှောင်ကျဉ်ပြီးငြိမ်းချမ်းစွာနေထိုင်နိုင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။နံပါတ်2လက်ရှိခံစားနေရတဲ့ခံစားချက်များကိုချရေးခြင်းအခုလက်ရှိဖြစ်ပေါ်နေတဲ့ခံစားချက်တွေအားလုံးကိုစာရွက်အလွတ်တစ်ခုမှာခြာရေးခြင်းဖြင့်လည်းတိမ်ငယ်စိတ်ကိုတက်တာစေနိုင်ပါတယ်။အခုလိုခံစားချက်အားလုံးကိုခြာရေးခြင်းဖြင့်ကိုဟာဘလို့အရာတွေကြောင့်အခုလိုခံစားနေရတာလဲဘလို့အရာတွေကြောင့်စိတ်ညစ်ထွေးနေရတာလဲဆိုတာကိုသတိပြုမိသွားမှာဖြစ်ပါတယ်။နံပါတ်3ကတော့တရားထိုင်ပါ
တရားထိုင်ခြင်းဟာစိတ်ရဲ့တန်နှုံးကြနှုံးကိုထိန်းညှိပေးပြီးအတွေးခေါ်တွေကိုမြင်မာလာစေဖို့ကူညီပေးနိုင်စွမ်းရှိပါတယ်။ဒါအပြင်အတွင်းစိတ်ကိုအေးချမ်းစေပြီးနေပြောတဲ့ဘဝကိုရရှိလာအောင်ဖန်တီးပေးနိုင်စွမ်းရှိတာဖြစ်လို့တရားထိုင်ခြင်းကသိငယ်စိတ်ဝင်မလာအောင်လည်းတားဆီးပေးနိုင်တဲ့အထီရောက်ဆုံးသောနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။နံပါတ်၄ကိုယ့်ကိုယ်လက်ခံခြင်းတကယ်တော့သိငယ်စိတ်ဝင်ရတယ်ဆိုတာဟာကိုယ့်ရဲ့ဖြစ်တည်မှုကိုလက်မခံနိုင်ကြောင်းလည်းပါပါတယ်။ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာမှာအားနည်းချက်တွေစိတ်ပိုင်းဆိုင်ရာအားနည်းချက်တွေကိုယ့်ရဲ့အတိတ်ကအဖြစ်အပျက်တွေကိုလက်ခံနိုင်အောင်ကြိုးစားမယ်ဆိုရင်သိငယ်စိတ်ဖြစ်လာစရာအကြောင်းမရှိတော့ပါဘူး။ကိုယ့်ရဲ့ဖြစ်တည်မှုကိုလက်ခံနိုင်လာတာနဲ့အမျှကိုယ့်ကိုယ်ပိုပြီးအာရုံစိုက်နိုင်တာမှာဖြစ်ပါတယ်။ကိုယ့်ကိုယ်အာရုံစိုက်နိုင်လာတဲ့အခါကိုယ်ပျော်ရွှင်ဖို့ကိုယ်အဆင်ပြေဖို့ကိုယ်အေးချမ်းဖို့ကိုယ်တိုးတက်ဖို့ကိုသာတွေးတောလာနိုင်ပါလိမ့်မယ်။ကိုယ့်ကိုယ်တွေးတောပန်များလာတဲ့အခါကိုယ်တိုးတက်မှုကိုယ်ပျော်ရွှင်မှုကိုအဟံအတားဖြစ်စေတဲ့အချိန်မရှိတော့ဘူးဆိုတာသိရှိလာပါလိမ့်မယ်။နံပါတ်5သတိပဋ္ဌာန်မှတ်ခြင်းသိငယ်စိတ်ဝင်လာတဲ့အခါသတိပဋ္ဌာန်ဘယ်လိုမှတ်ရမလဲဆိုရင်ပထမဦးဆုံးအသက်ရှူသွင်းရှူထုတ်ကို9ချိန်တိတိပြုလုပ်ပါ။နောက်ပြီးပါးစပ်ကအော်ငါသိငယ်စိတ်လေးဝင်နေတာပါလား။ငါအခုသိငယ်စိတ်လေးဝင်နေတယ်။မကြခင်သိငယ်တက်တဲ့စိတ်ကလေးပြေပြောက်သွားတော့မယ်။သိငယ်စိတ်ကြောင့်အခုနာကျင်တယ်လို့ခံစားနေရတယ်။သိငယ်စိတ်ကြောင့်အခုလူတော်မတိုးတယ်လို့ခံစားနေရပါတယ်ဆိုပြီးဒီသိငယ်စိတ်အပေါ်တတိတရားရှုမှတ်ခြင်းကိုဆိုလိုတာပါ။ဒီနည်းလမ်းလေးကလွယ်ကူပြီးရိုးရှင်းတာမို့လို့လုပ်နိုင်မယ်လို့ယုံကြည်ပါတယ်။သင်အနေနဲ့အထက်မှာဖော်ပြပေးခဲ့တဲ့နည်းလမ်းလေးတွေကိုသာအသုံးချနိုင်ခဲ့မယ်ဆိုရင်တော့သိငယ်စိတ်ကိုအချိန်တိုအတွင်းကုသလာနိုင်မှာပါ။မိမိကိုယ်ကိုထိန်းချုပ်ခြင်း self controlဆိုတာမိမိရဲ့အတွေ့မိမိရဲ့စိတ်ခံစားချက်မိမိရဲ့အပြုအမူနဲ့မိမိရဲ့လိုချင်တက်မှတ်စိတ်တွေကိုဉာဏ်နဲ့ရှင်ပြီးထိန်းချုပ်နိုင်တဲ့စွမ်းရည်ပါကျွန်တော်တို့နေ့စဉ်ဘဝမှာစကားသွားပြောဖို့မတန်တဲ့သူကိုစကားသွားမပြောမိစေဖို့မဖြစ်တဲ့ကိစ္စတွေဖြစ်မသွားဘူးမလုပ်တဲ့အလုပ်ကိုမလုပ်မိစေဖို့နဲ့မပေါင်းတဲ့မပေါင်းအပ်တဲ့သူတွေကိုစွန့်ပစ်နိုင်မှုအတွက်ဆိုရင် self control အားကောင်းနေမှရပါမယ်တကယ်လို့သင်က self control အားကောင်းတဲ့သူဖြစ်လာတဲ့အခါနံပါတ်1ကိုယ်တန်ဖိုးကိုနားမလည်တဲ့သူတွေအနာမနေဖြစ်တော့ဘူးနံပါတ်2အရေးမပါတဲ့သူတွေအတွက်အချိန်မကုန်တော့ဘူးနံပါတ်3တိကျတဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်လာနိုင်မယ်နံပါတ်4စိတ်ခံစားချက်အတက်အကျမြင်မှုကိုထိန်းကွပ်တက်လာမယ်နံပါတ်5ကတော့ energy ကောင်းလာမယ်နံပါတ်6 mental health လည်းကောင်းလာမယ်နံပါတ်9ကိုယ့်ကိုယ်ပိုပြီးအာရုံစိုက်နိုင်လာမယ်နံပါတ်10ဖြစ်ချင်တာထက်ဖြစ်တဲ့နာကိုပိုပြီးတော့လုပ်နိုင်လာမယ်နံပါတ်9အရင်ကထက်ပိုပြီး correct ဖြစ်လာမယ် self control အားကောင်းအောင်ဘယ်လိုလုပ်ရမလဲနံပါတ်1အားတင်းပြီးတော့ထိန်းချုပ်ပါဒီနည်းလမ်းကမလွယ်ကူတာမလို့အစာပိုင်းမှာခက်ခဲလေ့ကျင့်ယူရပါလိမ့်မယ်ဒီလိုမျိုးလေ့ကျင့်ယူနေရင်နဲ့တဖြည်းဖြည်းထိန်းချုပ်မှုအားပိုကောင်းလာပြီးတစ်ခုခုဆိုအလုပ်တစ်ခုကိုလိုက်ပြီးထိန်းချုပ်နေစရာမလိုတော့ပဲကိုယ့်ရဲ့အသိစိတ်ကသူ့အလိုလိုထိန်းချုပ်လာနိုင်ပါလိမ့်မယ်ဥပမာကိုယ့်ကိုလာဆဲတဲ့ comment တစ်ခုကိုပြန်ဆဲခြင်းနဲ့ဆိုပါစို့ဒါပေမဲ့အကောင့်ထဲမှာလည်းလူကြီးတွေရှိနေတယ်မသင့်တော်ဘူးလို့လည်းထင်တယ်ဒီဆဲခြင်းတဲ့စိတ်ကိုထိန်းချုပ်ခြင်းပေမဲ့ဒေါသတအားကြီးဖြစ်နေတာမို့လို့ထိန်းချုပ်ဖို့ခက်ခဲနေတယ်ဆိုရင်လက်သေးလေးကို21စက္ကန့်အကြာကြစ်ပါအောင်ဆုပ်ပြီးတုံ့ပြန်ခြင်းတဲ့စိတ်ကိုတင်းခံထားလိုက်ပါဒီလိုတင်းခံပြီးထိန်းချုပ်ပံများလာတဲ့အခါအချိန်ကာလတစ်ခုမှာပြဿနာကိစ္စရက်တွေအပေါ်မှာအလိုလို self control လုပ်နိုင်လာပါလိမ့်မယ်နံပါတ်2မိမိကိုယ်စည်းကမ်းသတ်မှတ်ပါမလုပ်သင့်ဘူးမဖြစ်သင့်ဘူးလို့ယူဆရတဲ့အလုပ်တွေအပေါ်မှာဒီနေ့တရက်တော့ဒီလုပ်ရက်ကိုလုံးဝမလုပ်ဘူးဆိုပြီးကိုယ့်စည်းကမ်းလေးတစ်ခုသတ်မှတ်လိုက်ခြင်းကိုဆိုလိုတာပါဥပမာဒီနေ့ငါတန်ဖို့မသိတဲ့ crush နဲ့လုံးဝစကားမပြောဘူးဒီနေ့တရက်တော့လုံးဝဆက်လက်မတော့ဘူးဒါမျိုးတွေကိုပြောချင်တာပါနံပါတ်3 no လို့ပြောပါမဖြစ်တဲ့အရာတစ်ခုမလုပ်တဲ့အရာတစ်ခုကိုကျူးလွန်မှုစတင်လိုက်မိတဲ့အခါ no လို့ကိုယ့်ပြောပြီးအာရုံလွှဲလိုက်ပါဥပမာဝိတ်လျှော့နေတဲ့ကာလမှာကယ်လိုရီများတဲ့အစားအသောက်တွေကိုစားကျင်စေဖြစ်လာတဲ့အခါမှာ no လို့ပြောပါစားကျက်နေတဲ့ချိန်မှာ
ဖုံးကန်ခြင်းစိတ်ဖြစ်ပေါ်လာတဲ့အခါမှာ no လို့ပြောပါပိုင်ရှင်ရှိပြီးသားသူကိုပိုင်ဆိုင်ခြင်းနဲ့စိတ်ဖြစ်လာတဲ့အခါမှာ no လို့ပြောပါကျွန်တော်တို့ဘဝအတွက်အရေးမပါတဲ့သူတွေကိုဘဝတွေကမောင်းထုတ်ပစ်နိုင်ဖို့ကိုယ့်ကိုအစိတ်တောက်ဖြစ်စေတဲ့သူတွေကိုလစ်လူရှုနိုင်ဖို့မဖြစ်သင့်တဲ့အရာတွေကိုဖြစ်မသွားစေဖို့ self control အကောင်းဒီနည်းလမ်းလေးတွေအတိုင်းဒီနေ့ကစပြီးတော့ကြိုးစားပါစိတ်ကြယောဂ depression စိတ်ကြယောဂဖြစ်ခြင်းကိုရေပူရအဖြစ် depression ဖြစ်တယ်လို့ခေါ်ဆိုနိုင်ပါတယ်ဝမ်းနည်းမှုနဲ့စိတ်ပင်ပန်းမှုတွေကိုခဏတစ်ဖြုတ်ခံစားရရုံနဲ့ depression ဖြစ်နေတယ်လို့ပြောလို့မရပါဘူးတကယ်တော့ depression ဆိုတာကဝမ်းနည်းမှုမပျော်ရွှင်မှုစိတ်ဖိစီးနှိပ်စက်မှုကိုအချိန်ကာလအတော်ကြာခံစားရပြီးကိုယ်ရောကိုယ်ပန်ဝန်းကျင်ကိုပါစိတ်ကုံသွားတာမျိုးဆိုလိုပါတယ်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ထုတ်ပြန်ချက်တွေအရတစ်ကမ္ဘာလုံးမှာလူပေါင်း264 သန်းခန့်ကစိတ်ကြယောဂဖြစ်နေတဲ့စိတ်ကြယောဂလို့ခေါ်တဲ့ depression ကိုခံစားနေရပါတယ် depression ဟာ social လုပ်ဖို့အထိ depression ဟာမိမိကိုယ်ကိုတတ်သိဖို့အထိဖြစ်လာနိုင်တဲ့စိတ်ကြယောဂဖြစ်တဲ့အကြောင်းကိုလည်းအသိပေးပါစီ depression ရဲ့လက္ခဏာများနံပါတ်1လူဘဝကနေပြောစရာမကောင်းတော့ဘူးလို့အချိန်ကြာကြာခံစားလာရခြင်းနံပါတ်2ကိုယ်ရောလောကကြီးကိုပါစိတ်ကုန်လာခြင်းနံပါတ်3နေ့ရက်တိုင်းကအဓိပ္ပာယ်မဲ့တယ်လို့ခံစားရခြင်းနံပါတ်4တစ်ခုခုအပေါ်အာရုံစူးစိုက်နိုင်မှုလျော့နေခြင်းနံပါတ်5ရပ်ပေါင်းများစွာဝမ်းနည်းကြေကွဲနေရခြင်းနံပါတ်6လိင်ကိစ္စအားစိတ်ဝင်စားမှုလျော့ကျသွားခြင်းနံပါတ်9တက်သေးဖို့အကြိမ်ကြိမ်ကြိုးစားခြင်းသို့မဟုတ်အကြိမ်ကြိမ်တွေးတောကြံစည်ခြင်းနံပါတ်10အိပ်ပျက်ညတွေများလာခြင်းနံပါတ်9အစားအလွန်ကျွံစားခြင်းသို့မဟုတ်အစားအသောက်ပြတ်ခြင်းနံပါတ်10တယောက်တည်းတီးတန့်နေရတာကိုကြိုက်လာခြင်းနံပါတ်11အကြောင်းအရာတစ်ခုကိုထပ်ခါတွေးတောပြီးဝမ်းနည်းခံစားနေရခြင်းနံပါတ်12ကိုဂရုစိုက်ဖို့အလွန်အကျွံမိတ်နေခြင်းနံပါတ်13မကောင်းမြင်ဝါဒများလာခြင်း depression ကိုဘယ်လိုကုစားကြမလဲနံပါတ်1 mindfulness ကစိတ်အသက်ကြမြန်မှုကိုထိန်းချုပ်ပေးနိုင်တဲ့လေ့ကျင့်မှုတစ်ခုဖြစ်ပါတယ် mindfulness ဆိုတာကတကယ်တော့သတိပဋ္ဌာန်တရားမှတ်ခြင်းပါပဲသတိပဋ္ဌာန်တရားမှတ်ခြင်းကဝမ်းနည်းနေရင်ဝမ်းနည်းနေတယ်ပျော်ရွှင်နေရင်ပျော်ရွှင်နေတယ်တပြက်စီးလဲနေရင်တပြက်စီးလဲနေတယ်လမ်းလျှောက်နေရင်လမ်းလျှောက်နေတယ်ဆိုတာတွေကိုသတိလေးကပ်ပြီးသိရှိနေခြင်းကိုဆိုလိုတာပါဥပမာစိတ်ခံစားချက်မကောင်းလို့မျက်ရည်တွေကျလာတဲ့အခါငါစိတ်ကလေးမငြိမ်မချမ်းဖြစ်နေတယ်ဟောပါးပြင်ပေါ်မှာလည်းမျက်ရည်စက်ကလေးတွေကျလာပြီမျက်ရည်စက်ကလေးတွေနှာခမ်းရဲ့အနီးကိုရောက်လာပြီနှာခမ်းရဲ့အနီးမှာရှိတဲ့မျက်ရည်စက်လေးကတစ်စက်ချင်းမြေပြင်ပေါ်ကိုကျသွားပြီဆိုပြီးလက်ရှိဖြစ်နေတဲ့အဖြစ်အပျက်ပေါ်မှာသတိပဋ္ဌာန်တရားမှတ်လိုက်ခြင်းကိုဆိုလိုတာပါနံပါတ်2ကိုယ်လက်လေ့ကျင့်ခန်းလုပ်ကြည့်ပါကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းကခန္ဓာကိုယ်ကိုကျန်းမာတန်ဆွမ်းစေုံသာမကပျော်ရွှင်စေတဲ့ဟော်မုန်းတွေကိုလည်းထွက်လာစေပါတယ်ဒါကြောင့်စိတ်ကြဝေဒနာခံစားလာရတဲ့အခါပထမဆုံးအနေနဲ့ကိုယ်လက်လေ့ကျင့်ခန်းလုပ်ကြည့်ပါနံပါတ်3စိတ်ခွန်အားဖြင့်စာအုပ်တွေဖတ်ကြည့်ပါစိတ်ခွန်အားဖြင့်စာအုပ်တွေကသင်ရဲ့ဝမ်းနည်းပူဆွေးမှုကိုအချိန်တစ်ခုအထိကုစားပေးနိုင်စွမ်းရှိတာမို့စိတ်ကြဝေဒနာဖြစ်လာတဲ့အခါစိတ်ခွန်အားဖြင့်စာအုပ်တွေကိုဖတ်ကြည့်နိုင်ပါတယ်နံပါတ်4မျိုးကြွတဲ့သချင်းလေးတွေနားထောင်ကြည့်ပါသချင်းတွေကဒိုပါမင်ဆီရိုတိုနင်တို့လိုပျော်ရွှင်စေတဲ့ဟော်မုန်းလေးတွေကိုထွက်ရှိလာဖို့လှုံ့ဆော်ပေးနိုင်စွမ်းရှိပါတယ်ဒါကြောင့်စိတ်မပျော်ရွှင်ရတဲ့အခါမျိုးကြတဲ့သချင်းလေးတွေနားထောင်ကြည့်ပါနော်တခုသတိပေးချင်တာကစိတ်မပျော်မရွှင်ဖြစ်နေတဲ့အချိန်မှာအသေးခွဲသချင်းတို့စိတ်အားငယ်သွားစေမဲ့သချင်းတို့လက်ရှိအချိန်တွေထက်ပိုပြီးဝမ်းနည်းသွားစေမဲ့သချင်းအမျိုးအစားတွေကိုတော့နားမထောင်မိစေပါနဲ့နံပါတ်9မိနစ်ထက်ပိုတွေးတတ်တဲ့အချိန်ကိုရအောင်ဖျောက်ပါအတွေးတွေကကျွန်တော်ရဲ့စိတ်ကိုအချိန်ချင်းသေးစေတတ်ပါတယ်ဒါကြောင့်ကိုစိတ်မကောင်းဖြစ်စေမဲ့အတွေးတွေကို9မိနစ်ထက်ပိုတွေးတတ်တဲ့အချိန်ကိုမရအောင်ဖျောက်ပြဖြစ်ပါနံပါတ်6ကုသမှုခံယူပါစိတ်ကြယောဂကိုကုသဖို့အတွက်စိတ်ခုထုံးနဲ့ဆေးဝါးကုထုံးဆိုပြီးနှစ်မျိုးမှာတစ်မျိုးနဲ့ကုသနိုင်ပါတယ်အခုလိုကုသမှုခံယူချင်ပါတယ်ဆိုရင်တော့စိတ်ကျန်းမာရေးဆရာဝန်
စိတ်ပိုင်းဆိုင်ရာကုသမှုပေးတဲ့ပညာရှင်တွေနဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်